အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ noun တွေကို SES ပေါင်းတဲ့အခါမှာအတန်ဘယ်နှမျိုးထွက်တယ်လဲဆိုတာဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လွယ်သလိုထင်ရပေမဲ့တကယ်လက်တွေ့မှာတော်တော်အများစုဟာအတန်မှားထွက်နေတာကိုတွေ့နေရပါတယ်ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးလိုက်တာဖြစ်ပါတယ် noun တွေကို SES ပေါင်းတဲ့အခါမှာအတန်ဘယ်နှမျိုးထွက်တယ်လဲ Okay ပထမဆုံးကျွန်တော်တို့အတန်ထွက်တဲ့စကားလုံးမျိုးစားတွေကိုလေ့လာကြည့်အောင်အဲ့ဒီတန်နေနဲ့အဆုံးသက်တဲ့ noun တွေကို s ပေါင်းတဲ့အချိန်မှာအတန်ပဲထွက်ပါတယ်ဥပမာ park parks cup cups cut cuts chef chefs moth moths ဒီတန်တွေဟာ unvoiced sound လို့ခေါ်ပါတယ်ကျွန်တော်တို့ရဲ့လင်းမျိုးလက်ကလေးနဲ့အသားရအုပ်ပြီးတော့ဒီတန်တွေကိုဆိုကြည့်မယ်ဆိုရင်ဒီမှာဒီတုံခါတဲ့ခံစားမှုမျိုးကိုလုံးဝမခံစားရပါဘူးနောက်တစ်ခု z အတန်ထွက်တဲ့စကားလုံးတွေ voiced sound နဲ့အဆုံးသက်တဲ့ noun တွေမှာ z အတန်ထွက်တာကိုတွေ့ရပါတယ်ဒါဆိုရင် voiced sound ကဘယ်ဟာတွေလဲဆိုတော့ b ဒီကျွန်တော်တို့ရဲ့လေမျိုးကိုအဲ့ b ဆိုတဲ့အတန်ဆိုးနေတဲ့အချိန်မှာဒီလေမျိုးလေးကိုလက်ကလေးနဲ့အသားရအုပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီတုံခါတဲ့ feeling မျိုးကိုခံစားရတာတွေ့ရတယ်နော်အဲ့ဒီလိုမျိုးအတန်မျိုးကိုကျွန်တော် voiced sound လို့ခေါ်ပါတယ် voiced sound ရဲ့နမူနာတွေက b d g o z v ဒီအတန်တွေက voiced sound တွေဖြစ်တယ်ဒီအတန်တွေနဲ့အဆုံးသက်တဲ့စကားလုံးတွေကို s ပေါင်းလိုက်တဲ့အခါမှာတော့ z အတန်ထွက်တာကိုတွေ့ရပါတယ်ဥပမာစကားလုံးလေးတွေကြည့်ကြအောင် crab b b voice sound ဖြစ်တယ်ဒါကြောင့်မလို့ crabs bed နောက်က d voice sound ဒါကြောင့်မလို့ beds bag နောက်က g g အဲ့ဒီတန်ကဒီ voiced sound ဖြစ်တယ်ဒါကြောင့် bags hill နောက်က o ဆိုတဲ့အတန်က voiced sound ဖြစ်တယ်ဒါကြောင့် hills dream နောက်ကအဲ့ဒီတန်က voiced sound ဒါကြောင့် dreams fun နောက်က n တန်ကvoice sound ဖြစ်တယ်ဒါကြောင့်မလို့ funds wing wings clothes z ဆိုတဲ့အတန်က voice sound ဖြစ်ပါတယ်ဒါကြောင့်မလို့ clothes 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 z နဲ့နောက်က z အတန်နဲ့ရောသွားတယ် clothes ဒါကိုကျွန်တော်တို့မကြမ်း closer နဲ့ထွက်နေတာကိုတွေ့ရပါတယ် closer လုံးဝမှားပါတယ် clothes with waves နောက်တစ်ခုကကျွန်တော်ဒီ vowel အားလုံးဟာ voice sound တွေဖြစ်ပါတယ်ဒါကြောင့် vowel တန်နဲ့စုံတဲ့စကားလုံးတိုင်းဟာ s ပေါင်းလိုက်တဲ့အခါမှာအမြဲတမ်းကျွန်တော်တို့ z အတန်ပဲထွက်ပါတယ်ဥပမာ bees bees မှာနောက် ကအတန်က e ဆိုတဲ့ vowel တန်ဖြစ်တယ်ဒါကြောင့်မလို့ bees tree နောက်က e နှလုံးက vowel တန်ဖြစ်တယ်ဒါကြောင့်မလို့ trees bikini နောက်ကနောက်ဆုံးအတန် e ni ဆိုတော့ bikini အဲ့မှာ e သူဒီvowel sound ဖြစ်တယ်ဒါကြောင့် bikinis နောက်တင်ရှားတဲ့ဥပမာတွေထပ်ကြည့်ကြအောင် piano အဲ့နောက်ဆုံးမှာ o နဲ့ဆုံးတယ် o ဒါဒီ vowel sound ဒါကြောင့်မလို့ pianos
radio radios နော်စတဲ့ vowel တွေလည်းပဲဒီတိုင်းပါပဲဒီတစ်ခါတော့ is အဲ့ဒီတန်ဖြစ်တယ် is sound ကဘယ်လိုစလုံးတွေမှာထွက်တယ်လဲဆိုရင် နောက်တစ်ခုက z အဲ့ဒီအတန်အနေနဲ့အဆုံးသတ်တဲ့စကားလုံးတွေကို s တော်၎င်း es တော်၎င်းပေါင်းမယ်ဆိုရင် is ဆိုတဲ့အတန်ထွက်ပါတယ် class classes brush အတန်နဲ့ဆုံးတယ် brushes church churches fox foxes changes အဲ့တော့ဒီအတန်အနေနဲ့အဆုံးသတ်တယ်ဆိုလို့ရှိရင်ကျွန်တော်အတန်ကိုနားထောင်ကြည့်မှာဖြစ်တယ်အဆုံးသတ်တဲ့ နောက်တစ်ခုက y ကို i ပြောင်းပြီးတော့ es ပေါင်းတဲ့စကားလုံးတွေ fe ကို v ပြောင်းပြီးတော့မှ es ပေါင်းတဲ့စလုံးတွေအဲ့ဒီစလုံးတွေမှာလေအဆုံးသတ်အတန်မှာ is လို့ထွက်ပါတယ်ဥပမာ live lives wife wives baby babies lady ladies ဒါဆိုရင်အကုန်ချုပ်ကြည့်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ noun တွေကို s သို့မဟုတ် es ပေါင်းတဲ့အခါမှာထွက်ပေါ်လာတဲ့အတန်က3မျိုးရှိတာကိုတွေ့ရပါတယ်နံပါတ်1ကသူက unvoiced sound နဲ့အဆုံးသတ်တဲ့စကားလုံးတွေအတွက်နံပါတ်2က z သူကကြတော့ voiced sound နဲ့အဆုံးသတ်တဲ့စကားလုံးတွေအတွက်နောက်ဆုံးတစ်ခုက is သူကတော့ z အဲ့ဒီအတန်နေနဲ့အဆုံးသတ်တဲ့စကားလုံးတွေရဲ့ y ကို i ပြောင်းပြီးမှ es ပေါင်းတာရဲ့နောက် f ကို v ပြောင်းပြီးမှ es ပေါင်းတာရဲ့အဲ့ဒီစကားလုံးအုပ်စုတွေအတွက်ဖြစ်ပါတယ်ဒါဆိုရင်တော့ ses ပေါင်းတဲ့အတန်လေးတွေရဲ့သဘောတရားကိုကောင်းကောင်းနားလည်ပါမယ်လို့ပြောလိုက်ပါတယ်